Hyros training တွေကကဘာတဝန်းမှာခစားနေရပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ဂျင်မသွားဘဲနဲ့ရောပန်းချန်နယ်မှာ Hyros athlete ရောက်လို့လေ့ကျင့်လို့ရမလားဆိုတာကြည့်လိုက်ကြရအောင် Okay let's go ပထမဆုံးအနေနဲ့ running အဓိကထားတဲ့ training ဖြစ်တဲ့အတွက်အောက်ပိုင်းကိုသေချာရှောက်ဖို့မေးပါတယ်ခင်ဗျာ Round 1 Power and Explosiveness ပထမဆုံးအနေနဲ့ကျွန်တော်တို့ running session တစ်ခုဝင်ပါမယ်ဒါကတော့900 meter run ဖြစ်ပါတယ်ကိုက distance အနေနဲ့သတ်မှတ်တဲ့အခါမှာအခက်အခဲရှိတဲ့သူဆိုရင်တော့ timer သတ်မှတ်လို့ရပါတယ်ဒါကတော့4 minutes ဖြစ်ပါတယ် Okay ပြေးပြီးတဲ့အခါမှာကျွန်တော်တို့နားဘက်နဲ့ workout station တစ်ခုထပ်ဝင်မှာပဲဖြစ်ပါတယ်ဒါကတော့ burpees program ဖြစ်ပါတယ် round 1 ရဲ့ကောင်းစဉ်တိုင်း explosive power တော်တော်သုံးရတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ energy system ၃မျိုးလုံးသုံးရတဲ့လေ့ကျင့်ခန်းတစ်ခုပါ chest ကိုမြေပြင်နဲ့ထိအောင် push up position နဲ့ခြားကခြေထောက်ကို squat position ယူပြီးတော့လက်ကိုလွှဲက long jump ခုံရမှာပဲဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကိုအကြိမ်20လုံးမှာပဲဖြစ်ပါတယ် round 2 leg stretch the banner နောက်ထပ်900 meter ပြေးပြီးတဲ့နောက်မှာကျွန်တော်တို့ workout station တစ်ခုထပ်ဝင်မှာပဲဖြစ်ပါတယ်ဒါကတော့ walking lunges ပါ Hyros ပြန်ပွဲမှာဆိုရင် sandbag ကိုကုန်းမှာထမ်းပြီးတော့ distance နဲ့သွားတဲ့လေ့ကျင့်ခန်းပါဒီလေ့ကျင့်ခန်းကို leg stretch အနေနဲ့ body weight ကိုသုံးပြီးတော့ကျွန်တော်တို့ကခြေလမ်း40သွားမှာပဲဖြစ်ပါတယ် round 3 upper body stamina ဒီ round မှာတော့တော်တော် high နေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့900 meter ထပ်ပြေးပြီးတော့ workout station တစ်ခုထပ်ဝင်မှာပဲဖြစ်ပါတယ်workout station မှာတော့ကျွန်တော်တို့က upper body stamina ဆိုတဲ့အတိုင်း hand release push up ကိုထည့်ပေးထားပါတယ်။တာမန်တိုက်ထုတ်မျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့က chest ကိုမြေကြီးကိုထိအောင်ချပြီးရင်လက်ဖွားကိုမြေကြီးကနေခွာပြီးကမှ Hyros element လေးပေါအောင်ထိုးတာပဲဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကို upper body stamina အနေနဲ့ကျွန်တော်တို့အကြိမ်ရေ50ထိုးမှာပဲဖြစ်ပါတယ်။ Round 4 High volume finishဒီဗီဒီယိုရဲ့နောက်ဆုံး round လေးအနေနဲ့ကျွန်တော်တို့900 meter ထပ်ပြီးတော့ပြေးမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကြတော့ကျွန်တော်တို့ကဒီ beginner တွေအနေနဲ့လက်စဆော်လို့ရအောင်ပြပေးထားဖြစ်ပါတယ်တကယ်ပြန်ပွဲမှာဆိုရင်1 km အထိပြေးကြတယ်နောက်ဆုံးပဲအိတ်နဲ့လွယ် finisher ကိုကျွန်တော်တို့ air squat ထိုင်တာပဲဖြစ်ပါတယ် rest time အနေနဲ့ကိုက beginner ဆိုရင်တော့ဂျာထဲမှာ10 minute ခွဲ down point 2 minute ထိနားလို့ရပါတယ်ကျွန်တော်တို့နှစ်ယောက်ကတော့ non stop တော့ပြထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီ air squat လေ့ကျင့်ခန်းလေးကိုအချိန်50လောက်မှာပဲဖြစ်ပါတယ်အတူတူအနေနဲ့ Hyros က form ကရှင်းပါတယ်ပြီးရင် workout station တစ်ခုဝင်တယ် Hyros machine တွေဖြစ်တဲ့ ski up slap pull slap push rowing machine အစရှိရ Hyros machine တွေကခြေတိုင်းမှာရှိတာမဟုတ်တဲ့အတွက်အလွယ်ကူဆုံးဆုပ်လို့ရအောင်ကျွန်တော်တို့ကပြပေးထားတာပဲဖြစ်ပါတယ် Okay အားလုံးပဲကြည့်ပြီးတော့ကြောင်းကြမှာပြောနေပါတယ်နောက်ပြီးတော့ပြန်ဆုံမယ်နော် bye bye